ဒီဗီဒီယိုလေးကတော့ကိုယ်သဘောကျနေတဲ့သူနဲ့နီးစပ်နိုင်မလားဆိုတာလေးကိုကြည့်ပေးသွားမှာဖြစ်ပါတယ်ကိုနဲ့ကိုသဘောကျနေတဲ့သူပေါ့နော်ကို crush နေတဲ့သူကကိုနဲ့နီးစပ်နိုင်မလားဆိုရင်တော့လောလောဆယ်အခြေအနေကတော့ပေါ့နော်သူကကိုကိုတတိမထားမိသေးတာမျိုးကိုမမြင်သေးတာမျိုးဖြစ်နိုင်တယ်သူကသူနဲ့ကိုနဲ့မသိသေးပေါ့နော်ယဉ်ကျေးမှုမရသေးတဲ့ဆိုတဲ့ပုံစံလေးမှာတွေ့ရတယ်သူနဲ့ကနည်းနည်းအလှမ်းကွာနေတဲ့အနေအထားလေးမှာတွေ့ရပါတယ်အဲ့တော့သူနဲ့ညီဆက်ဖို့အတွက်ဆိုရင်ကတဲ့ကိုဘက်ကနေပြီးတော့ကြိုးစားအားထုတ်ဖို့လိုအပ်တယ်ပေါ့နော်သူနဲ့ကိုနဲ့ကြားမှာတားဆီးနေတဲ့အတားဆီးတွေအတိုက်ခံလေးတွေရှိတယ်အဲ့ဒါတွေကိုကိုဘက်ကနေပြီးတော့ကြော်ဖြတ်ဖို့အတွက်လိုအပ်တယ်ပေါ့နော်ပြီးတော့ညီဆက်ခွင့်ရဖို့ဆိုလို့ရှိရင်အရှိန်အဟုန်နဲ့အသွင်ခွန်ဆိုင်ကိုအကျိုးပန်းဖို့လိုအပ်နေတယ်ဆိုတာလေးကိုတွေ့ရတယ်အဲ့လိုမျိုးကိုကကြိုးစားမယ်ဆိုလို့ရှိရင်တော့သူနဲ့ညီဆက်ခွင့်ရနိုင်တယ်ပေါ့နော်တခုရှိတာကလည်းနည်းနည်းတီးခံပြီးတော့စိတ်ရှည်ဖို့လည်းလိုအပ်တယ်ပေါ့နော်လွယ်လွယ်တူတူနဲ့တော့ညီဆက်လာဖို့တော့မဖြစ်နိုင်ဘူးဒါပေမဲ့ကိုဘက်ကနေပြီးတော့ကြိုးစားအားထုတ်မှုနဲ့ကြိုးစားကြည့်မယ်ဆိုလို့ရှိရင်တော့ညီဆက်ဖို့ကဖြစ်နိုင်ပါတယ်ရှင်